မင်းကလေးတွေရွယ်ပြောတတ်တဲ့စကားအတိတ်လေးများနံပါတ်1လက်မခေါ်နဲ့အဲ့ဒါခေါ်ခိုင်းတာမခေါ်ဘဲနေကြည့်သိအောင်စိတ်ဆိုးတယ်နံပါတ်2အေးရတယ်လေအဲ့ဒါမရဘူးကြည့်နေငါပြဿနာစာပြမယ်အဲ့လိုနံပါတ်3ပြီးတာပဲအဲ့ဒါမပြီးဘူးမကြည့်နဲ့လို့ပြောတာခဏနေ तू ပြန်ရွဲတော့မှာနံပါတ်4ဘာတခုမှလာမပြောနဲ့အဲ့ဒါစိတ်ကောက်သွားတာအမြုပ်ထွက်အောင်သွားစင်းပြပြောနိုင်မှာတော့ကကြမှာနံပါတ်5ကြိုက်တာသာလို့ဘာမှသွားမလုံးနဲ့အဲ့ဒါ तू ပြဿနာစာဖို့အစင်တင်ပဲဆိုတဲ့သဘောနံပါတ်6ငါ့ကိုအဖက်လာမလုံးနဲ့ပြစ်ထားတာများသွားပြီတေချာဂယူးဆိုင်ပြီဆိုတဲ့သဘောအနီအောင်အဆင့်စော့စီးတယ်နံပါတ်9နင်ပါလို့ငါဂယူးမဆိုင်ဘူးအဲ့ဒါ तू ဂယူးဆိုင်တယ်တော်တော်ဆိုင်ကမျက်စိတောက်ထောက်ကြည့်နေတာတစ်ချက်မမနဲ့ရစ်ပလိုက်လို့နားကားသွားမယ်နံပါတ်10နှစ်သဘောနဲ့နဲ့အဲ့ဒါသူ့စီအရင်ခွင့်တောင်းခိုင်းတာဘယ်နေရလဲဘာကိစ္စလဲဘယ်သူနဲ့လဲအဲ့လိုမေးကုန်းပေါင်းများစွာမေးပြီးအစစ်ဆေးလက်ခံခိုင်းတာနံပါတ်9ကောင်းပြီလေမကောင်းဘူးတော်တော်မကောင်းတာပြဿနာစာဖို့အစပြူတာ